သူစားပါလေဟေးထိုင်မယ်ထိုင်ဘယ်နှထိုင်ထိုင်မှကြွမှာနော် Okay good job IQ ကတော့မြင့်ပါတယ်မရပါဘူးရှင်ကိုရဲ့လိုကြိုက်လို့မရပါဘူးYeah. Yeah. ဘာလို့တာကောင်းကြီးရလုံးရဟိုမှာဟိုကောင်စားနေပြီအဲ့လိုချိုးလိုက်ရင်မကြိုက်တော့သူ့တစ်ချောင်းလုံးမကြွေးလို့ရတာရရပါမစားလည်းမဟုတ်ပဲနဲ့